အားလုံးမင်္ဂလာပါအခုဒီဗီဒီယိုထဲမှာက Cambridge ကထုတ်ထားတဲ့ Essential Grammar Use ဆိုတဲ့စာအုပ်ထဲက Unit 52 သင်ခန်းစာအကြောင်းလေ့လာမှာဖြစ်ပါတယ်ဒီ Unit 52မှာဆိုလို့ရှိရင်တော့တချို့ verb တွေရဲ့အနောက်မှာ to infinitive form လိုက်ပြီးတော့တချို့ verb တွေရဲ့အနောက်မှာ ing form လိုက်တဲ့အကြောင်းလေ့လာမှာဖြစ်ပါတယ်ဒီ Unit 52ရဲ့ခေါင်းစဉ်ကတော့ to လို့ပြရတယ်ဒီဘက်ချက်မှာ ing form လို့ပြရတယ် I want to do I am trying to doing ပေါ့နော်သူကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဒီ section A ကိုအရင်ဆုံးကြည့်ကြည့်မယ် verb to I want to do ပေါ့ဒီတချို့သော verb တွေရဲ့အနောက်မှာ to infinitive form လေးလိုက်တယ်အဲ့တော့ want to do ဘလို့ရှင် want to work ပေါ့နော်တခုခုဖြစ်လိမ့်မယ် plan hope need expect ဒါမျှော်လင့်တယ် promise ကတိပေးတယ် decide ကဆုံးဖြတ်တယ် offer ကကမ်းလှမ်းတာတို့ဖိတ်ခေါ်တာတို့ refuse ကညှင်းဆိုတယ် try ကကြိုးစားတယ် forget ဒါမေ့တာပေါ့နော် land ကကြတော့သင်ယူတာအဲ့တော့ I trying to အဲ့ဒါမျိုးတွေသုံးတယ်ပေါ့နော် trying to do တခုခုလုပ်ဖို့ကြိုးစားတယ် trying to read ဒါမှမဟုတ်လို့ရှိရင် trying to write စာရေးဖို့ကြိုးစားတယ်ပေါ့အဲ့လိုအခြေအနေမျိုးလေးတွေမှာဒီ verb တွေရဲ့အနောက်မှာ to infinitive form နဲ့ဝါကြတွေတိဆောက်လို့ရတယ် What do you want to do this evening ဒီညနေခင်းမှာဘာလုပ်ချင်လဲ want to do ပေါ့ It's not very late အရန်တော့မကြသေးဘူး We don't need to go home yet အိမ်ပြန်ဖို့မလိုသေးဘူးပေါ့ဒီမှာဆိုလို့ရှိရင် need to go ဒီမှာ want to do ပြီးတော့ Tina has decided to sell her car တီနာကသူ့ရဲ့ကားကိုရောင်းဖို့ဆုံးဖြတ်လိုက်ပြီအဲ့တော့ဒီမှာဆိုလို့ရှိရင် decided to do အဲ့တော့ဘယ် tense ပဲဖြစ်ဖြစ်ပေါ့နော် tense အစုံနဲ့သုံးလို့ရတယ်ဒါဆို present perfect နဲ့လည်းသုံးလို့ရတယ်ဒီမှာ to plus infinitive ထပ်လိုက်လို့ရတယ်ဆိုတော့ပြောတာပေါ့နော်ဒီမှာဆိုလို့ရှိရင် you forget to switch off the light when you went out မင်းအပြင်ထွက်သွားတဲ့အခါမှာမီးပိတ်ဖို့မေ့သွားတယ်ပေါ့ My brother is learning to drive ကျွန်တော်ရဲ့အကိုကကားမောင်းတတ်ဖို့သင်ယူနေတယ်ပေါ့ is learning ကလက်ရှိသင်ယူနေတာပေါ့ to drive ကားမောင်းတတ်ဖို့သင်ယူနေတယ်ဒီမှာဆိုလို့ရှိရင် I'm trying to read my book ကျွန်တော်စာအုပ်ကိုဖတ်ဖို့ကြိုးစားခဲ့တယ် but it was too tired အရန်ပစ်ပန်းနေခဲ့တယ်ပေါ့နော်ဒီ session B မှာဆိုလို့ရှိရင်တော့ buff ing ပေါ့နော်ဒီ I am trying doing တချို့ buff တွေအနောက်မှာတော့ ing form လိုက်တယ်ပေါ့ in trying to stop to mind to finish to suggest တို့ပေါ့နော် buff ing လိုက်တယ်ဒီ buff တွေအနောက်မှာ I am trying dancing ကရတာပျော်တယ်ကြိုက်တယ် I don't mind getting up early အဲ့ရဆော့ဆော့ထားရတာပြဿနာမရှိဘူးကိစ္စမရှိဘူးအဆင်ပြေတယ်ဆိုတဲ့အခြေအနေမျိုးကိုပြောချင်တာပေါ့နော်ဒီမှာသုံးထားတဲ့ I don't mind ဒီဟာကိုလှုပ်လိုက်တော့ကိုယ့်အတွက်ဒါကြီးကအခက်ခဲမဖြစ်သွားဘူးစိတ်မရှုပ်သွားစေဘူးပြဿနာမရှိပါဘူးဆိုတဲ့အခြေအနေမျိုးမှာသုံးတာ Had it stop raining မိုးတိတ်သွားပြီလားပေါ့ဒီမှာ stop အနောက်မှာ ing found လိုက်တယ်Sonia suggested going to the cinema. Sonia ကရုပ်ရှင်သွားကြည့်ဖို့အကြံပြုတယ်ဒီမှာ suggest အနောက်မှာ ing found လိုက်တယ်အဲ့တော့ဒီ verb တွေအနောက်မှာ ing found လိုက်တယ်ကို section B မှာရှင်းပြထားတာဖြစ်ပါတယ်ဒီ section C မှာကျတော့တချို့ verb တွေက ing ပဲလက်လိုက် to ပဲလက်လိုက်နှစ်ခုစလုံးသုံးလို့ရတဲ့အဓိပ္ပာယ်တူပဲပေါ့နော်ဒီ like တို့ left တို့ start တို့ prefer တို့ hate တို့ begin တို့ continuous တို့အဲ့ဒီအနောက်မှာ ing ပဲတန်းလိုက် to plus infinitive ပဲလက်လိုက်နှစ်ခုစလုံးဒီသုံးလို့ရတဲ့အဓိပ္ပာယ်တူပဲ Do you like getting up early အဲ့ရစောစောထားရတာကြိုက်လားဒီမှာ like getting တန်းသုံးတယ် ing found နဲ့သုံးတယ် Do you like to get up early အဲ့ရစောစောထားရတာကြိုက်လားအဲ့တော့ to infinitive ပဲသုံး ing found ပဲသုံးဒီ verb တွေကနှစ်မျိုးလုံးသုံးလို့ရတယ် I prefer traveling by car ကားနဲ့ခရီးသွားရတာကြိုက်တယ်အဲ့တော့ I prefer to travel by car ကားနဲ့ခရီးသွားရတာကြိုက်တယ် traveling ပဲသုံး to travel ပဲသုံး Anna left dancing Anna ကရတာကြိုက်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် Anna left to dance ပေါ့နော် I hate being late နောက်ကြတာမကြိုက်ဘူးပေါ့မုန်းတယ်ပေါ့ I hate to be late အဲ့တော့နောက်ကြတာမကြိုက်ဘူးပေါ့ It started raining မိုးစရွာခဲ့တယ်ဒီမှာဆိုလို့ရှိရင် to infinitive to rain နဲ့သုံးလိုက်ရတယ်ဒီနှစ်ခုဒီအဓိပ္ပာယ်တူပဲပေါ့အဲ့တော့ဒီ section C မှာဆိုလို့ရှိရင်တော့ ing ရော to ရောနှစ်မျိုးလုံးသုံးလို့ရတဲ့ verb တွေအကြောင်းရှင်းပြထားတာဖြစ်ပါတယ်ဒီ section D မှာကြလို့ရှိရင် would like to infinitive ပေါ့ would like ကတော့ရှေ့မှာတောက်လျှောက်တွေ့ခဲ့တယ် want to နဲ့တူတယ် would love ကလည်းဒီသဘောမျိုးပဲပေါ့ prefer ကကြတော့ပိုပြီးနှစ်သက်တယ် hate ကကြတော့မကြိုက်ဘူးမုန်းတယ်ပေါ့နော် Amy would like to meet you Amy ကခင်ဗျားကိုတွေ့ချင်တယ် I would love to go to Australia ကျွန်တော် Australia သွားချင်တယ် Would you like to sit down ထိုင်ချင်ပါသလား No I would prefer to stand thank you ကျေးဇူးတင်ပါတယ်မတည့်ရနေရတာပိုကြိုက်တယ် I like this apartment ဒီတိုက်ခန်းကိုကြိုက်တယ် I wouldn't like to move မပြောင်းချင်ဘူးပြောင်းရတာမကြိုက်ဘူးပေါ့နော် wouldn't like to move
I live in a small village ကျွန်တော်ရွာငယ်လေးမှာနေတယ် I will hate to live in a big city မြို့ကြီးတွေမှာနေရတာမကြိုက်ဘူးပေါ့ဒီ 52.1 မှာကျတော့ put the verb in the right form to ဒါမှမဟုတ်လို့ရှင် ing form ထည့်ရမှာပေါ့ enjoy နောက်မှာ ing လိုက်တော့ I enjoy dancing what do you want ဒါကျတော့ want အနောက်မှာ to plus infinitive လိုက်တယ် to do အဲ့တော့ I hope ဆိုလို့ရှင် hope အနောက်မှာပါလိုက်လဲဆိုလို့ရှင် to infinitive လိုက်တယ် to see you again ပေါ့အဲ့လိုမျိုးပဲဒီမှာ land နောက်မှာဆို ing လိုက်မလား to plus infinitive လိုက်မလားပေါ့နော်အဲ့လိုမျိုးဒီ verb တွေအကုန်လုံးကိုဘယ် form နဲ့ဖြည့်ရမလဲဆိုတာကြိုးစားပြီးဖြည့်ကြည့်ပါအဲ့တော့ဒီ exercise ကိုဖြည့်ဖို့အတွက်ဆိုလို့ရှင်တော့ရှေ့စာမျက်နှာမှာတွေ့ခဲ့တဲ့ verb တွေကိုတော့ပြန်ပြီးသတိထားပြီးတော့အလွတ်ရနေမှာတော့အဆင်ပြေမှာပေါ့နော်ဘယ်အနောက်မှာတော့ to infinitive လိုက်တယ်ဘယ်အနောက်မှာတော့ ing လိုက်တယ်ပေါ့နော်အဲ့ဒါတော့အလွတ်ရနေဖို့လိုပါတယ်ဒီ 52.2 မှာဆိုလို့ရှိရင်လည်း complete the sentences to ဒါမှမဟုတ်လို့ရှိရင် ing ပေါ့ဒီဟာနှစ်ခုသုံးရမှာပေါ့နော်ဒီဟာဒီအောက်ကပေးထားတဲ့ box ထဲကပေးထားတဲ့ verb တွေကိုသုံးရမယ် number 1မှာဆိုလို့ရှိရင်Have you ever been to Australia? Australia ရောက်ဘူးလား No, but I will have to go အရန်သွားခြင်းပါတယ်သွားခြင်းနားပါတယ်ပေါ့အဲ့တော့ will have to အနောက်မှာ infinitive လိုက်တယ်ဒါ will have ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် offer ဆိုလို့ရှိရင် ing လိုက်မလား to infinitive လိုက်မလားအဲ့လိုမျိုးပဲဒီဝါကြတွေအကုန်လုံးဘာသာပြန်ပြီးတော့ဘယ် verb ထည့်မလဲ ing လား to infinitive လားဆိုတာကြိုးစားပြီးဖြည့်ကြည့်ပါ52.3 မှာကျတော့ complete the answer to the question ဒီဘက်က question တွေအတွက်ဒီဘက်ကအဖြေတွေဖြည့်ပေးရမယ် number 1မှာဆိုလို့ရှိရင် do you usually get up early အဲ့ရစောစောထားလားထားလေးရှိလား yes I like to get up early ပေါ့ဒီမှာဆိုလို့ရှိရင် like ပေးထားတဲ့အတွက် to infinitive ပေါ့နော်ဒီဘက်ကဟာကို get up early ကိုပြန်ယူတယ် do you ever go to the museum အဲ့ဆိုလို့ရှိရင်ဒီမှာ yes I enjoy ဆိုတော့ enjoy နောက်မှာ ing form လိုက်တယ် I enjoy going to the museum ဖြစ်သွားလိမ့်မယ်ဒီမှာ would you like to go at museum now အခုသွားခြင်းလား no I'm hungry I would prefer ဆိုပြီးတော့ပို့ပြီးတော့နှစ်သက်ပါတယ်ဒီဟာကိုပဲပြန်ယူပေးရမယ်ဒီမှာသုံးထားတဲ့ verb ကိုပေါ့နော် I would prefer to go to the restaurant ဆိုတာမျိုးဖြစ်သွားမှာပေါ့ to go ပဲထည့်ရမှာပေါ့နော်ဒီနေရာမှာ to infinitive to go အဲ့လိုမျိုးအဲ့တော့ဒီမှာဆိုလို့ရှိရင် do you drive a lot ကားရမ်းမောင်းလား no I don't like ဒီ don't like နောက်မှာပါသုံးလဲ ing လား to infinitive လားဒါမှမဟုတ်လို့ရှိရင်နှစ်မျိုးလုံးသုံးလို့ရတဲ့ပုံစံလားပေါ့အဲ့လိုမျိုးပဲဒီ channel ဝါကြတွေကြိုးစားပြီးဖြည့်ကြည့်ပါဒီ 52.4 မှာဆိုလို့ရှိရင် complete these sentences ဒီဝါကြတွေပြအောင်ဖြည့်ပေးရမယ် write about yourself ကိုယ့်အကြောင်းကိုရေးရမယ် to infinitive နဲ့ရေးမလား ing နဲ့ရေးမလားပေါ့နော် I enjoy ကိုကြိုက်တာတစ်ခုခုရေး I don't like ကိုမကြိုက်တာတစ်ခုခုရေးပေါ့အဲ့တော့ဒီမှာ ing form နဲ့ to infinitive form လေးတော့မှန်အောင်သုံးပေးရမယ်ပေါ့နော်ဒီဝါကြ6ကြောင်းကိုယ်တိုင်ကြိုးစားပြီးဖြည့်ကြည့်ပါ